ဆောင်ညီယောက်ျားကဟိုပါရဲ့ဒီမိုးကွန်တောင်ပေါ်တက်မှာလေအဲ့ဘယ်လိုလုပ်ပါ ဟိုမပြေလဲနိုင်တာလေပြေလဲနိုင်အောင်ကိုကြိုးစားခဲ့ပြီးမှ မလွန်နဲ့ညီယောက်ျားတောက်ချင်စားချင်လို့ မျက်စိအောက်ကောက်ကိုအပြောက်မခံရဘူး အဲ့ဒီမေးလိုက်မောင်လေးမတော်နဲ့လို့ပြောတာကြည့်စမ်း ငါလိုက်ပါလို့ ပြောလားပြောတော့ကျော်သူကဘယ်လိုပြော ဒီလိုက်ခဲ့တယ်တဲ့ ဟမ် ဒီလိုက်ခဲ့တယ် မင်းကဘာလို့တူမခေါ်ရတော့ဟောဗျာ လေရင်နဲ့တော့မှလေရင်နဲ့ လေရင်နဲ့တော့လဲဘာလို့လဲကြီးနာလေရင်နဲ့တော့ဘာလို့လဲအဆောင်မှာခေါ်တော့ ဆိုရင်20 ဟမ် တယောက်ကို20 ဆောင်လိုက်တော့နော် လိုက်တော့ နော်ကဲမခေါ်မောင်လေးမေးလေမခေါ်လားခေါ်မလားမေးလေ မမကိုထားခဲ့တယ်မမဒီကရှိတယ်ဟိုဘက်ကြောကြတော့ပါအဲဒီကရှိတဲ့တလိုက်စံတဲ့သူများကိုအခဲ့မယ် လို့မမကိုခေါ် မမကိုခေါ်ပါလား ကဲပြောလိုက်မခေါ်လားခေါ်မလား ထောင်းနိုင် ဟမ်မင်းကတကယ်ချစ်တယ်ဆိုကိုမိမလေးကိုနာနာမျက်မှဆိုသေးတာ ချစ်စစ်ချစ်မတရားခွဲကြလို့ဒီထားခဲ့တယ် တကယ်ချစ်လာလို့အဆောင်မေ့ကြည့်စမ်းပါ ပြောပြဖို့လေ ဟမ် ဥပဒေရုပ်ပါပေါ်ပြီးတာ ဘယ်လိုလဲတော့ ဒီနာလေးကြည့်လိုက် ရှက်စရာကောင်းတယ်မျက်မှ ညက်ခွက်လေး ဘယ်လိုရဲ ပိုရတဲ့ညက်နာလေး ညီကိုချစ်တာပေါ့ဟမ် အေးအဲ့ဥပဒေနဲ့ညက်နာလေးနဲ့ မဲတဲ့နာအဆောင်ရဲ့တနာစရာညီယောက်ျားဘာလို့ညီမျက်နာတာလိုရှင်းလုံးနဲ့ညီယောက်ျားမျက်နာဟွာဘာခေါ်ရဲ ဘာမို့လဲလာကျုပ်လာ စကင်ခဲပေးပါလား စကင်ကခဲဦး ဘာလို့တော့ ကျုပ်တာခဲတာသူကပြင်းတယ်တွဲလိုက်ပါလားမဟုတ် ဟုတ်လားအဲ့လို့မောင်လေးမမမြေကြီးနာလိုက်ချင်တယ်လို့ပြောကြည့်တယ် ဒီမှာခေါင်းလိုက်အောင်ပြ ခေါ်တော့လိပါကွာတနာစရာ ကာအတင်းနစနာမေနော် မဘေနော် အောင်ယူဖို့ဝင်မလဲ နော်ဆောင်ရဲ့လို့ခေါ်မလားမခေါ်လားအပြတ်မေးလိုက် ခဏခဏဘလို့ပြောမှာလို့ မုံညောက်ရညို့ပြစ်ထားခဲ့မှာဆိုလို့ ထောက် မဟုတ်တော့တောက်လိုက်စားလိုက်နေချင်တာ ဒီမှာဘလို့ပဲတွေးထိုးဘလို့ပဲခွက်ထိုးတယ်မှာပေါ့ကွယ် ဟုတ်လားလို့မေးကြည့်လိုက်မောင်လေးမေးကြည့်လိုက် ဟုတ်တယ် မေးကြည့်လိုက်ဟုတ်လား အော်ရော တနာစရာကြီးပါအေးသူကသူပတ်ဆက်ရှာချင်းရှာညနေကြီးလေမိမတားပြီးသားဆိုတာ အဲ့ဒါကြောင့်မမတားပြီးသားကြစိတ်ချအောင်စိတ်မချလို့လိုက်ပါပါဆိုတယ် စိတ်မချလို့မခေါ်လာဘူးဆိုတော့ခွေးတော်စားက ငါလိုက်မှာတော့ အမွန်းလို့ ငါ့ကိုထားခဲ့ဖို့စိတ်ကူးမထနဲ့ဘာမှတော့မဟုတ် အဲ့ဆိုလို့ပြောလိုက်လို့လိုက်မလားမလိုက်ဘူးလား ခေါ်မလားမခေါ်ဘူး ခေါ်မလားမခေါ်ဘူးလားလို့ပြောလိုက်ခဗျာရောင်းစား လေရင်နဲ့တော့ လေနဲ့တွားလဲမဟုတ်တယ် မင်းစီလာခေါ်လို့လို့လေမလား ဘယ်လိုရဲ လေဒီစီမင်းစီလာခေါ်လို့ ကားဖို့ဆိုရင်မရှိတိတ်ပြီးမရှိရအောင်